Hello အားလုံးပဲမင်္ဂလာပါတကီပါနော်ဒီနေ့တကီတို့အတူတူလေ့လာကြမယ့်အကြောင်းအရာကတော့ Secret of Introvert ရဲ့လက်ဝတ်ချက်ပဲဖြစ်ပါတယ်ပထမဆုံး Introvert ဆိုတာကဘာလဲလူအများစုကတော့ Introvert တွေကိုအရင်ရှက်တဲ့လူတွေလူကြောက်တဲ့လူတွေတယောက်တည်းနေရတဲ့ကြိုက်တဲ့လူတွေလို့အထင်မှားကြတယ်တကယ်တမ်း Introvert ဖြစ်နေရတဲ့အကြောင်းအရင်းကတော့အောက်နောက်ရဲ့လှုပ်ဆောင်ချက်ကြောင့်ပါသိပ္ပံနည်းကျပြောရမယ်ဆိုရင်လူတွေအောက်နောက်ထဲမှာ Reticular Activating System RAS လို့ခေါ်တဲ့စနစ်တစ်ခုရှိတယ်။အဲ့ဒီစနစ်ကပြင်ပလှုပ်ဆောင်မှုတွေကိုခံယူပေးတယ်။ Introvert တွေအောက်နောက်ကဒီလှုပ်ဆောင်မှုတွေကိုပုံမအာရုံခံနိုင်ချက်ရှိတယ်။အဲ့ဒါကြောင့်မလို့စူညံတဲ့နေရာလူထူထပ်တဲ့နေရာတွေကသူတို့ရဲ့အောက်နောက်လှုပ်ဆောင်မှုကိုပုံမမြင်မာစေတယ်။အဲ့ဒီအခြေအနေမျိုးကသူတို့ကို energy ကုန်ခန်းစေပြီးတော့စိတ်ညစ်ပေပန်းစေတယ်။တကယ်တော့ Introvert တယောက်ကလူတွေနဲ့ပြောဆိုဆက်ဆံရမှာကိုရှက်ကြောက်နေတာမဟုတ်ပါဘူး။တယောက်တည်းနေတာကလည်းလူမှုရေးမရှိတာတကူကောင်းစံတာမဟုတ်ပြန်ပါဘူး။ Introvert တယောက်ကလူတွေအများကြီးနဲ့ပြောဆိုဆက်ဆံပြီးပြီဆိုရင် energy ရော့သွားပြီးစိတ်ကြည်ကြက်တာစိတ်ပင်ပန်းတာစိတ်ရှုပ်နေတာတွေကိုခံစားကြရပါတယ်။ဒါကြောင့်သူတို့တွေကလူတွေအများကြီးနဲ့နေရတာထက်တယောက်တည်းနေရတာကိုပို့ပြီးတော့နှစ်သက်ကြပါတယ်။ပတ်ဝန်းကျင်နဲ့နေရတာထက်တယောက်တည်းတွေးတောနေရတာကိုပို့ပြီးတော့နှစ်သက်ကြပါတယ်။ဟုတ်ကဲ့ပါရှင်ဒီနေ့ကတော့ Introvert တွေရဲ့အကြောင်းကိုမိတ်ဆက်အနေနဲ့ပြောပြပေးတော့တာပဲဖြစ်ပါတယ်။ဒီအကြောင်းအရာလေးတွေကိုစိတ်ဝင်စားတဲ့ဆိုရင်တော့ like and follow လုပ်ဖို့မမေ့ပါနဲ့နော်။နောက်ဗီဒီယိုမှာပြန်ဆုံတွေ့ကြမယ်နော်။ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ Bye bye